အောင်တော့မှရမ်းမသိပြီးမကန်ဖြစ်ဘူးဖြစ်နေတယ်ရှင်အဲ့တော့ဒီနေ့စကင်မယ်ပေါ့နော်ဟဲ့နီယိုမစကားခိုးလာတဲ့အကျန်းလာမပြောနဲ့နော်ငါတိတ်ကကျတော့ငါဘာမှမပြောနင်တို့ပြောလို့တော့ပါအောင်ပိတ်ချပေးမယ်ကိုလို့ဒီဘလူးမတယောက်ထဲခဏမှခိုးစားချင်နေတာလားမသိအရှိထဲမှာအဲ့ဒီမိတ်နဲ့ငါအကျန်းနဲ့လှည့်ချင်နေပြီခုချိန်ဒီအဲ့ဒီမိတ်ကမပွင့်သေးဘူးဟဲ့ဒါနဲ့လေပြောအောင်မသိလားရှင်တို့ကျမသတိပေးရနော်အဲ့ဘလမုံမကိုရှုံးတဲ့အဲ့ဘလမုံမကျန်းနေပြီခုတလောအဲ့ဒီမိတ်ကအခုမှထပ်ပွင့်နေတော်ပါသေးစက်ကလည်းပြည့်နေလို့ဟတ်တော့ဖလစ်ကိုင်းနဲ့ပြေးသွားပြီအခါနဲ့တမ်းပြီးတော့ကိမထင်တယ်ဒီကောင်မလည်းမားတလင်းနေရောမပြေးနဲ့ပြန်လာခဲ့စမ်းအမလေးညံနဲ့ငါထပ်တော့များချင်နေတာရော့ဟဲ့ဈေးကွက်မှာလားကြီးကမှလားတော့မသိဘူးနော်တော်တော်လေးလိတ်သားကိုစော်ကားချင်နေပုံရလားရှင်အဲ့တော့အစမ်းကနဲ့နေပစက်ကငါဓာတ်ဖက်နဲ့တက်နေမိမယ်သိလားလောက်ကြောင်ဂလုံးမငါမျက်နှာတက်ခွနေပြီဟဲ့ခဏဗီယာကိုင်လို့ရှင်အဲ့ဂလုံးမကျမနဲ့ကြောက်နေရတယ်သူဆွဲသွားလို့ရှင်ကျမခုံလို့မရတော့ဘူးလေအားကြောင့်မို့သူစတမ်းပြီးတော့ကျမအလစ်ဝစ်ဆိုတာရှင်ဟဲ့လောက်ကြောင်ကျမသိတော့မယ်ဒီဂလုံးမလေးပေါ်ပြန်အင်မြူလာလားမသိကျမစတမ်းပြီးခုံကြည့်လိုက်အောင်မယ်အင်မြူမဖြစ်ဘူးဟဲ့ငါအင်မြူဖြစ်မယ်ထင်နေတာစတမ်းလည်းမိရဲ့ဒမ်းမိလည်းထည့်တယ်ဒါပေမဲ့သူများခိုင်လိုမျိုးလေခိုးစားခေါ်တော့မဖြစ်နေဘူးရှင်အင်မြူဖြစ်မယ်ထင်ပြီးကျမသူ့ကိုကြောက်နေတာခုတော့ကြောက်စရာမလိုတော့အေးစိတ်ဖြစ်သွားပြီရှင်ဟဲ့ကွက်တီပဲကျေးဇူးပဲကာကြမှာရဲ့ငါစစ်တခါတန်းဝင်လာလားကြည့်ဟတ်တော့ပြေးရမယ့်ဟာကိုကြောက်မအောင်ငါတော့အောက်တည်တယ်ဟဲ့သေပြီပေါ့ဟေးခုနကတော့နင်းတက်လို့ငါသေတယ်ဆိုပြီးနင်းငါ့ကိုလာပြီးတော့စော့ကီမတော်ကောင်းနဲ့နော်မတော်တဆနင်းလက်ထဲမှာငါတော့ကီဝါရတာအဲ့ဒါကိုလည်းငါလုံးဝမကျင်တတ်ဘူးအဲ့ကြောင့်ငါနင်းကိုလာပြီးတော့ကတ်တာအဲ့ကကြမှာဂလူးဆိုင်နေစရာမလိုအဲ့ကောင်မအယောက်ကူချော်ကီပန်းမှာမြေပုံထဲမှာဘလမုံမအဲ့ကြောင့်မုံထဲဝင်သွားတာနော်ကြောက်ချင်းမလားကြောက်တော့နောက်ဖွဲ့သွားတဲ့အတိုင်းပဲရှင်ဝိုင်းရှာတာဘလို့မအောင်ရှာလို့မရဘူးအုတ်ထုတ်ကြီးနဲ့ချုံပုံထဲဝင်မလို့လားအမမလာနဲ့အမစီကျမလာပြီးမယ်နော်နောက်ပြီးတော့အညောင်းညံနေပြေသွားအောင်လို့ကျမအမကိုလေးပေါ်မှာကန်ပေးထားမယ်ရှင်ဟဲ့မဟုတ်သေးပါဘူးငါတောက်တာဂလုံးမကြီးဟဲ့ဈေးကွက်မှာအုပ်မိတယ်အောင်းမိနေတာရှင်မရတော့ဘူးနော်မမိုးတို့ကျမ်းပြီဆိုလို့ရှင်တာဝါဟဲဒီပါဝင်အုပ်ပြီရှင်ဟဲ့သူတို့ပကြံတာဝါလည်းဒမ်းမေတို့ကိတ်ထွက်နေတာသိပါပြီဟဲ့ခုပကြံမကတာဝါဆိုအဲ့လောက်မဖြစ်ဘူးအမလေးဟဲ့အစော်ကီတော့တောက်နေကြတာကြီးတာဝါချုံဖို့အစီအစဉ်မရှိကြဘူးလားမသိ Victory အဲ့လိုမျိုး run ဆော်လိုက်နိုင်ကောင်းပါပဲရှင်အရန်လာနဲ့ limited Halloween နဲ့ special skin နှစ်ကောင်ပြန်ရောင်းပေးနေပါတယ်ရှင်တစ်ချိန်တိုင်းမို့ငါတို့နဲ့ draw လုပ်ရမှာဖြစ်ပြီးရောအချိန်150ပြည့်တဲ့အခါမှာကိုမပိုင်ဆိုင်သေးတဲ့ skin ကိုရရှိမှာဖြစ်ပါတယ်ရှင်ကန်ကောင်းတဲ့သူတွေကတော့အချိန်150လုံးအပြည့်လဲကြမလို့ပါဘူးရှင်နောက်ထပ် Curry Face Selena Savannah တို့ပါဝင်တဲ့ limited elite skin တွေကိုလည်းခုနလိုပဲတစ်ချိန်တိုင်းမို့ငါတို့နဲ့အချိန်60ပြည့်တဲ့အခါမှာကိုမပိုင်ဆိုင်သေးတဲ့ skin ကိုရရှိဖို့အတွက်အာမခံထားပါတယ်ရှင်ကန်ကောင်းတဲ့သူတွေကတော့အချိန်60လုံးပြည့်အောင်လှည့်ကြမလို့ပါဘူးရှင်ထပ်ပြီးတော့ Fred Made Harabusa Kufra Savannah တို့ပါဝင်တဲ့ limited elite skin တွေလည်းထပ်ပြီးတော့ရှိပါသေးတယ်ရှင်ဆိုတော့ event တွေလိုပဲတစ်ချိန်တိုင်းမို့ငါတို့ပေးရမှာဖြစ်ပြီးအချိန်60ပြည့်တဲ့အခါမှာကိုမပိုင်ဆိုင်သေးတဲ့ skin ကိုရရှိဖို့အတွက်အာမခံထားပါတယ်ရှင်ဒီမှာလည်းကန်ကောင်းလို့ရှိရင်အချိန်60ပြည့်အောင်လှည့်ကြမလို့ပါဘူးရှင်ရောင်းစားပေးနေတဲ့ရက်ကဘယ်နည်းကြံသေးလဲဆိုတာကိုတော့ shop ထဲဝင်ကြည့်လို့ရပါတယ်ရှင်ခုနပြခဲ့တဲ့ box 3ပေါက်လုံးမှာကိုမရှိသေးတဲ့ skin တွေကများနေမယ်ဆိုလို့ရှိရင်ကြာပန်းရမှာဖြစ်ပါတယ်ရှင်ကဲလိုချင်တဲ့ skin တွေရှိနေတယ်ဆိုလို့ရှိလို့ရှိရင်တော့ event ရှိသေးလားမရှိသေးလားဆိုတာကို shop ထဲမှာသွားပြီးကြည့်ကြပါအောင်ရှင်